ရုပ်ရှင်ဈေးကွက်ပြတ်နေတဲ့အချိန်မှာကွန်ဒိုရောင်းပြီးဇာကားရိုက်ဖို့ပြင်နေတဲ့နေမင်းပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အားလုံးကစီးပွားရေးကြက်တဲလုံးလုံးချွေတာနေကြတဲ့အချိန်ရုပ်ရှင်လောကတစ်ခုလုံးနေပါရက်တက်နေတဲ့အချိန်မှာတမိုးကြီးကွန်ဒိုတိုက်ခန်းကိုထုတ်ရောင်းပြီးတော့ဇာကားရိုက်ဖို့ပြင်ဆင်နေတဲ့မင်းသားနေမင်းအကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နေမင်းဆိုတော့ပရိသတ်အချစ်တော်မင်းသားတစ်လက်ဖြစ်ခဲ့ပြီးတဲ့သူပါရှင်နောက်ပိုင်းရုပ်ရှင်ဈေးကွက်ပျက်စီးသွားတဲ့အခါမှာသူဟာအနုပညာအလုပ်တွေကိုရန်နာပြီးဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းဖို့စိတ်ကူးခဲ့ပါသေးတယ်ဒါပေမဲ့သူ့ရဲ့ဒီစိတ်ကူးကိုပျက်စီးစေခဲ့တာကတော့ကိုချင်းစာစိတ်ဆိုတဲ့အရာတစ်ခုကြောင့်ပါပဲရှင်အဲ့ဒီအကြောင်းရင်းကတော့အလုံးသိကြတဲ့အဆိုတော်ဖြိုးမြောင်ပါပဲနေမင်းဟာအနုပညာနဲ့အစိမ့်သက်သက်ဖြစ်တဲ့ဖြိုးမြောင်ကိုဘာကြောင့်ငွေကုန်ကြေးကျခံပြီးမြေတောင်မြောက်ပေးနေရတာလဲအဖြေကတော့နေမင်းရဲ့အတိတ်ကနာကျင်စရာတန်ရာတစ်ခုကြောင့်လို့ဆိုရမှာပါဖြိုးမြောင်ဟာနာမည်ကြီးဆိုတော်တရားဖြစ်ပေမဲ့ချစ်သူကောင်မလေးရဲ့အထင်သေးတာကိုခံခဲ့ရပူပါတယ်ငွေမရှိလို့ဂုဏ်မရှိလို့မျက်နှာငယ်ခဲ့ရတဲ့အပြင်ကောင်မလေးကကြိုးရှိရှိနဲ့လှန်ထားသလိုဆက်ဆံတာကိုမြင်တော့နေမင်းကမနေနိုင်ခဲ့ဘူးရှင်ဘာလို့လဲဆိုတော့နေမင်းကိုယ်တိုင်ကလည်းတစ်ချိန်ကဒီလိုအဖြစ်မျိုးကိုကြုံခဲ့ရဘူးလို့ပါနေမင်းဟာမင်းသားတယောက်အနေနဲ့ရက်တည်နေပေမဲ့ငွေကြေးချမ်းသာမှုထင်သလောက်မရှိတဲ့အချိန်မှာနာမည်ကြီးမင်းသမီးချစ်သူရဲ့ပြစ်ပယ်တာကိုခံခဲ့ရပူပါတယ်အဲဒီအချိန်တုန်းကဘဝပြတ်မလို့တောင်ဖြစ်ခဲ့ပြီးလမ်းမရောက်ဖူးတယ်လို့အင်တာဗျူးတွေမှာဖြေခဲ့ဖူးတဲ့အထိခန်းစားခဲ့ရတဲ့သူပါဒါကြောင့်မျက်နှာမွေးလေးဖြိုးမြောင်ကိုနဲ့ဘဝတူမလို့တနာပြီးလက်တွဲခေါ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့နေမင်းရဲ့ဆုံးဖြတ်ချက်ကလက်ရှိအချိန်မှာတကယ့်ကိုယူမရကြလုံးနဲ့စွန့်စားခံကြီးဖြစ်နေပါတယ်ရှင်ဖြိုးမြောင်ကိုမင်းသားတစ်လက်ဖြစ်အောင်လုပ်ပေးမယ်ဆိုပြီးစိန်ခေါ်မှုကြီးကိုလက်ခံလိုက်ပေမဲ့ပရိသတ်များစုကတော့ဖြိုးမြောင်ဟာရုပ်ရည်ပိုင်းအရာရောတရုပ်ဆောင်ဘဲမှာပါမင်းသားဖြစ်လာဖို့မဖြစ်နိုင်ဘူးလို့ဝေဖန်နေကြပါတယ်ဒါကိုနေမင်းကဂရုမစိုက်ပဲငွေထောင်ချီရင်းနှီးပြီးတော့ဇာကားထုတ်ရိုက်ဖို့ပြင်ဆင်နေတာပါအခုဆိုရင်ဇာကားရိုက်ဖို့ငွေလိုအပ်ချက်တွေရှိလာတာကြောင့်ရန်ကုန်မြို့ပစွန်းတောင်မြို့နယ်မှာသူကိုယ်တိုင်နေထိုင်နေတဲ့ကွန်ဒိုတိုက်ခန်းကိုတောင်ထုတ်ရောင်းဖို့ပြင်ဆင်နေရပါပြီသတင်းတွေအရတော့ဒီကွန်ဒိုကို$8500နဲ့ဈေးခေါ်ရောင်းချနေတယ်လို့သိရပါတယ်ရုပ်ရှင်ဈေးကွက်ကပြတ်နေတော့ပရိသတ်တွေကလည်းအားမပေးတဲ့အချိန်တွေမှာနေစရာအိမ်ကိုတောင်ရောင်းပြီးရင်းနှီးမြှုပ်နှံတာကမှန်ကန်တဲ့ဆုံးဖြတ်ချက်ဟုတ်ပါမလားမင်းသားဖြစ်ဖို့ဇာကားတောင်ကောင်းကောင်းမထွက်သေးဘူးလက်ရှိနေတဲ့ကွန်ဒိုကိုပါထုတ်ရောင်းနေရပြီဆိုတော့ဒီအတိုင်းသာဆက်သွားမယ်ဆိုရင်နေမင်းတယောက်ပြုတ်ပြုတ်ပြုံးတော့မဲ့အခြေအနေကိုရောက်သွားနိုင်ပါတယ်ရှင်ပရိသတ်ကြီးအောင်ကိုချင်းစာစိတ်နဲ့ကိုညီရင်ကိုပါဒုက္ခရောက်နေတဲ့နေမင်းရဲ့အဖြစ်ပေါ်ဘလို့ထင်မြင်ကြပါသလဲသူ့ရဲ့စွန့်စားမှုကရောအရာထင်မှမလားဆိုတော့ comment မှာဆွေးနွေးပေးသွားကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်တင်ဆက်စီခြင်းတဲ့အကြောင်းအရာလေးရှိရင်လည်း YouTube channel ရဲ့ comment မှာမှတ်ပေးသွားခဲ့လို့ရပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေရွှေချိုဖြစ်ဖြစ်ချင်းဖြူဖြူထွေးနဲ့မနှိုင်းမာနဲ့လို့တဲ့ပြောချလိုက်တဲ့အိန္ဒြာမြင့်မို့ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Academy ရွှေချိုလောကမှာလက်တလုံးအပူလောင်ဆုံးဖြစ်နေတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ဒါကတော့လူမှုကွန်ရက် TikTok မှာအကြိုင်လို့လူသိများပြီးလက်ရှိမှာရွှေချိုဖြစ်ရွေးချယ်ခံထားရတဲ့အိန္ဒြာမြင့်မို့ရဲ့ပွင့်လင်းလုံးနဲ့တုတ်ပြန်စကားပါပဲသူမကတော့ရွှေချိုဖြစ်ရွေးချယ်ခံရပြီးမကြခင်မှာပဲသူမကိုဖြူဖြူထွေးနဲ့နှိုင်းရှင်ပြောဆိုနေကြတဲ့အပေါ်ကျမကရွှေချိုဖြစ်လာတာကိုပိုင်အရေးချင်းနဲ့စူးစမ်းလာတာဖြစ်ပြီးဖြူဖြူထွေးလို့ပောက်ကြရလုပ်ပြီးလူသိလာတာမဟုတ်ပါဘူးဆိုပြီးဒေရိုကြီးကိုတုတ်ပြန်ပြောကြားလိုက်တာပဲဖြစ်ပါတယ်ဒီစကားက online ပေါ်မှာတော်တော်လေးလှုပ်ခတ်သွားခဲ့ပြီးဝေဖန်မှုတွေကလည်းတောက်လျှောက်မြင့်တက်လာခဲ့ပါတယ်အရင်ဆုံးအကြိုင်အကြောင်းကိုနည်းနည်းလေးပြောပြချင်ပါတယ်ရှင်သူမရဲ့အနုပညာနာမည်အရင်ကတော့အိန္ဒြာမြင့်မို့ဖြစ်ပါတယ်ဒါပေမဲ့ TikTok မှာတော့အထွန်းကြိုင်တဲ့ channel ကပြရင်နာမည်ကြီးလာတာမို့ပရိသတ်တွေကအကြိုင်လို့ပဲသိကြတာပါအကြိုင်ဟာ TikTok ဆယ်လီဘဝကနေရုပ်ရှင်မင်းသမီးဖြစ်ချင်တဲ့အိမ်မက်နဲ့ Academy ရွှေချိုပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့ပါတယ်ကံကောင်းချင်တော့သူမရဲ့ပွင့်လင်းတဲ့စကားပြောပုံဖုံးကွယ်မထားတတ်တဲ့စိတ်ထားလေးတွေအပြင်ရုပ်ရည်ကလည်းချောမောနေတာကြောင့်ဒိုင်လူကြီးတွေရဲ့သဘောကျမှုကိုရရှိခဲ့ပြီးရွှေချိုအဖြစ်တကယ်ပဲရွေးချယ်ခံခဲ့ရပါတယ်ပြဿနာရဲ့အစကတော့ရွှေချိုရွေးချယ်ပွဲမှာဖြစ်ခဲ့တာပါဒိုင်လူကြီးတွေကအကြိုင်ကိုစင်ပေါ်မှာသူမနာမည်ကြီးခဲ့တဲ့ထွန်းကြိုင်အကကိုပြန်ကောက်ခိုင်းခဲ့ပါတယ်လူအများကြီးရှေ့မှာကရမှာမို့ရှက်ပေမဲ့လည်းဒိုင်တွေကတောင်းဆိုတာကြောင့်သူမကကပြခဲ့ရရှာတာပါဒီအချက်ကိုပဲတချို့ကဝေဖန်လာကြပါတယ်ရွှေချိုပြိုင်ပွဲမှာထွန်းကြိုင်အကကပြခဲ့တာကိုကြည့်ပြီးဒါကဖြူဖြူထွေးလက်သစ်ပဲဖြူဖြူထွေးပေါက်စလီဆိုပြီးနှိုင်းရှင်ပြောဆိုလာကြပါတယ်ဖြူဖြူထွေးဆိုတာကလည်းအားလုံးသိကြတဲ့အတိုင်းချင်းစည်းကွေပေါ်ကျွန်းထိုးပြတာလိုမျိုးထူးထူးဆန်းဆန်းတွေလုပ်ပြီးနာမည်ကြီးလာသူမလို့အကြိုင်ကိုလည်းအဲ့လိုပောက်ကရလုပ်ပြီးမှနေရာရလာသူလို့သတ်မှတ်ကြတာပါဒီလိုနှိုင်းရှင်ခံရတာကိုအကြိုင်ကလုံးဝလက်မခံနိုင်ခဲ့ဘူးရှင်ဒါကြောင့်သူမကဖြူဖြူထွေးနဲ့မနှိုင်းပါနဲ့ဆိုပြီးပြင်းပြင်းထန်ထန်ကိုတုတ်ပြန်လိုက်တာပါသူမရှင်းပြတာကတော့ရွှေချိုရွေးပွဲမှာထွန်းကြိုင်အကခဲ့တာကဒိုင်နီကိုလေးစားလို့ခိုင်းတဲ့အတိုင်းလုပ်ပြတာသာဖြစ်ပါတယ်ရွှေချိုဆိုတာပောက်ကရလုပ်ယုံနဲ့ရွေးခံရတာမဟုတ်ပဲအရက်အမောင်ရုပ်ရည်တရုပ်ဆောင်
နိုင်စွမ်းအလုံးပြေဆုံးမှရွေးချယ်ခံရတာဖြစ်တယ်လို့ဆိုပါတယ်ဒါကြောင့်သူမကအရေးချင်းရှိလို့ရွေးချယ်ခံရတာပေါင်းပေါက်ကရလုတ်ပြီးတက်လာတာမဟုတ်ပါဘူးလို့အခိုင်အမာကိုပြောဆိုလိုက်ပါတယ်ဒါပေမဲ့ဒီစကားဟာတစ်ဖက်မှာလည်းမီးကိုလောင်စာဖြစ်တယ်လို့ဖြစ်သွားစေပါတယ်ရှင်ဖြည်းဖြည်းထွေးဟာအခုချိန်မှာအလူတန်းတွေကိုရရရရလုံနေတဲ့ Bright မင်းသမီးဖြစ်ရက်တင်နေကောင်နာမည်မကျသွားအောင်ထိန်းထားနိုင်တဲ့သူပေါင်းဒါကြောင့်အကြိုင်ကဖြည်းဖြည်းထွေးနာမည်တက်ပြီးပြောလိုက်တဲ့အပေါ်ဖြည်းဖြည်းထွေးရဲ့ပရိသတ်တွေကတော့အမြင်မကြည်ဖြစ်နေကြပါတယ်အကြိုင်ကတော့ဖြည်းဖြည်းထွေးကိုပုတ်ခတ်လို့စိတ်မရှိပဲသူမရဲ့ professional စံမှုကိုသာပြောပြချင်တာဖြစ်ပေမဲ့စကလုံးရွေးချယ်မှုကပရိသတ်တွေကြားမှာငင်းခုန်စရာဖြစ်သွားစေခဲ့တာပါလက်ရှိမှာတော့အကြိုင်ကရွှေကြိုရီထဲမှာလူကြိုက်အများဆုံးနဲ့မီဒီယာတွေရဲ့အာရုံစိုက်မှုကိုအခံရဆုံးဖြစ်နေပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းသူမကိုမနာလိုသူတွေကရွှေကြိုကနေအလိုလျောက်နှုတ်ထွက်သွားအောင်သူမအမေရဲ့အရင်ကဗီဒီယိုအဟောင်းတွေကိုပြန်တူးဖော်ပြီးတိုက်ခိုက်တာတွေလည်းရှိနေပါတယ်မကြခင်မှာ Academy ပေးပွဲကြီးကိုကျင်းပတော့မှာပါရှင်လူပေါင်းများစွာထဲကမှအစစ်စင်ကြော်ဖြတ်ပြီးရွေးချယ်ခံထားရတဲ့အကြိုင်တယောက်ဒီ PR တွေကိုကြော်ဖြတ်နိုင်ပါမလားပရိသတ်တို့ကရောဖြည်းဖြည်းထွေးနဲ့မနိုင်ပါနဲ့လို့ပြောလိုက်တဲ့အကြိုင်ရဲ့တုတ်ပြန်မှုပေါ်ဘလို့ထင်မြင်ကြပါသလဲသူမပြောတာမှန်ကန်တယ်လို့ထင်ပါသလားဒါမှမဟုတ်စီနီယာတယောက်ကိုမလေးမစားလောက်ရကြနေလားဆိုတော့ comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ